ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မြန်မာဖိုက်တာပရိသတ်တွေကတော့ချစ်စနိုးပေါ့လေကိုလာဝင်းလို့ခေါ်ကြတဲ့လှဝင်းကိုထိုင်းဖိုက်မှာငွေထိုင်းကဝေးဆန်ချိုင်းနဲ့ပွဲတယ်ပေးလိုက်ပါခင်ဗျအဲ့တော့ဒီပွဲမှာအနေထားကိုသုံးသပ်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာလှဝင်းကအနိုင်ပိုင်းမှာရှိနေပါတယ်ဘာကြောင့်လဲဆိုတော့ဆန်ချိုင်းကထိုင်းဖိုက်မှာတကယ်ကိုထိတ်တန့်ဆင့်မှာရှိတဲ့ဖိုက်တာတယောက်ပါပြီးတော့ဖိုက်တာနှစ်ယောက်ကြားမှာဝိတ်ကွာမှုကလည်းရှိနေပါတယ်ပညာပိုင်းကလည်းအတော်လေးကိုကွာနေပါတယ်ခင်ဗျပွဲကမမျှတတဲ့အခြေအနေတရက်နဲ့ပွဲတည်တာလို့တော့ပြောလို့ရပါတယ်လှဝင်းကဦးနောက်မှာစူးစမ်းနေတယ်အဲ့လိုစူးစမ်းနေတဲ့ဖိုက်တာတယောက်ကိုဒါအခုထိုင်းဖိုက်ကပွဲတည်ပေးလိုက်တာကဆန်ချိုင်းနဲ့ဖြစ်နေတော့နည်းနည်းတရားမမျှတဘူးလို့တော့ထင်မိတယ်ပေါ့လေလှဝင်းအတွက်အတော့ကိုခတ်မဲ့ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်ပါတယ်ခင်ဗျပြီးတော့ဒီပွဲကတော့ကျွန်တော်သိရတော့ကတော့69ကီလိုဂရမ်69ကီလိုဂရမ်မှာထိုးရမယ့်ပွဲစဉ်ဖြစ်ပါတယ်။ခေါင်းပွဲစဉ်ဖြစ်နေထိုးကြမှာပါခင်ဗျ။ Time Fight Promotion မှာကျွန်တော်ပြောရမယ်ဆိုရင် Sunshine နဲ့ပထမဆုံးထိုးခွင့်ရတဲ့မှာဖိုက်တာကတော့မင်းရဲ့ကြော်စာဖြစ်ပါတယ်။2024ခုနှစ်တုန်းကထိုးခဲ့ပါတယ်။အဲ့ပွဲမှာမင်းရဲ့ကြော်စာကို Sunshine ကအလဲထိုးရလာနဲ့အနိုင်ရခဲ့တယ်ခင်ဗျ။ဘာပြောလှဝင်းအတွက်တော့အခုလိုမွေထိုင်းကဝေးလို့နာမည်ကြီးနေတဲ့ဆန်ချိုင်းနဲ့ပွဲထိုးခွင့်ရတာကပဲတစ်ဖက်ကကြည့်မယ်ဆိုရင်ဂုဏ်စရာကောင်းနေပါတယ်အရှုံးမရှိပါဘူးတကယ်လို့ကိုယ့်ဘက်ကမတော်တဆနဲ့နိုင်ခဲ့ရင်တော့ဒါနာမည်တက်သွားမယ့်အနေအထားရှိပါတယ်ခင်ဗျလှဝင်းဟာအခုနောက်ပိုင်းမှာဆိုရင်ကစားပုံကောင်းလာတယ်တိုးတက်လာတယ်ဒါတော့ကျွန်တော်တို့လက်ခံရပါလိမ့်မယ်ခင်ဗျပြီးတော့ကျွန်တော်တို့ရဲ့မှာဖိုက်တာတွေကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့မှာဖိုက်တာတွေဟာထိုင်းဖိုက်ဘက်ကနေ1 Championship ကိုသွားနိုင်မဲ့လမ်းတစ်ခုကိုဖောက်လုပ်နေတယ်ဆိုတာကျွန်တော်မြင်တွေ့ကြရပါတယ်အဲ့ဘက်မှာဆိုရင်လည်းမဖိုက်တာအများကြီးရှိနေပါတယ်ထိုင်းဖိုက်မှာဝင်ထိုးပြီးတော့1ကနေသူတို့ကိုခေါ်မလားမျက်စိကျလာလိမ့်မလားလို့စောင့်နေမယ်မဖိုက်တာအများကြီးရှိနေပါတယ်ခင်ဗျဒီတော့ထိုင်းဖိုက်မှာပုံစံကောင်းတွေရယူပြီးတော့မြန်မာဖိုက်တာတွေဟာ1C ကိုနောက်တစ်ဆင့်ပေါင်းကူးနိုင်ပါစေလို့ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ